Minglawa channel di video ma jao ta di lu ye channel unit di so the channel intro ko channel ni tutorial လုပ်ပေးသွားဖို့ကျွန်တော်ရွေးချယ်ထားပါတယ်ကျွန်တော်ကတော့ baby ပါเนาะဟိုကျွန်တော်ကြိုပြီးတော့တောင်းပန်ချင်ပါတယ်ကျွန်တော်ခုကျွန်တော်အကြံမမကောင်းလို့ပေါ့နော်ဒီချောင်းရပါရဆိုရင်เนาะကျွန်တော်ကြိုပြီးတော့တောင်းပန်ပါတယ်လို့သိခံပြီးတော့ချီရှုပေးကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဆိုတော့စမယ်တူကြည့်ဒီเนาะမိုင်နာတော့ကနေစားเนาะအဲ့လိုလေးအဲ့ဒီပေါ့နော်ကျွန်တော်အခုဒီintro ဒီလေးကိုကျွန်တော် tutorial လုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ e-miner ကို PowerPoint နဲ့ကန်ရမှာဖြစ်ပါတယ်နော် e-miner ကို PowerPoint နဲ့ကန်ရမှာဖြစ်ပါတယ်လိုမျိုးလဲဆိုတော့နော်ဒီမှာထားပြီးတော့တည်ရမှာဒီ6ချိုးရင်းနဲ့ငါချိုးနော်ဒီမှာနှစ်ကွက်မြောက်မှာထိမယ်နော်ညို့နဲ့ထိပြီးတော့တစ်ချက်တိမယ်နော်တစ်ချက်တိမယ်ဒီ6ချိုးနဲ့ငါချိုးကိုတစ်ချက်တိမယ်ဒီ noise stand ကိုကျွန်တော်ကြိုပြီးတော့ဒါကိုလည်းတောင်းပန်ချင်ပါတယ်တိတ်ခင်ပြီးတော့ချစ်ရှုပေးကြပါလို့ဒီ order တွေပေါ့နော်ဒီ order တွေပေါ့နော် noise stand ကိုဆိုတော့တစ်ချက်တိမယ်နော်အဲ့လိုလေး6ချိုးနဲ့5ချိုးကိုတစ်ချက်တိမယ်ပြီးရနဲ့5ချိုးရဲ့5ကွက်နော်လို့လုပ်မယ် pull off နော်တစ်ချက်တိပြီးတော့လွှဲလိုက်မယ်ညာဖက်လည်းမှာတစ်ချက်တိပြီးတော့လွှဲလိုက်မယ်လို့လေးရမယ်နော်ဆက်ကြည့်မယ်1 2 3 go okay ရမယ်နော်ပြီးရနဲ့နောက်ချက်ပဲကြည့်မယ်နော်လို့လေးနော်တင်းဆိုတာနဲ့နောက်ချက်တင်ကြည့်မယ်ဆိုတော့ဘယ်လိုလာမလဲ facing ပြမယ်အဲ့လိုနော်ပြရနဲ့ဒီဘက်ကိုလာမယ် A ကောကိုလာမယ်အဲ့မှာဆိုရင်တော့လက်ညှို့နဲ့ဒီငါးချိုးရဲ့ခုနှစ်ခွဲလေးချိုးရဲ့ခုနှစ်ခွဲကိုဖိပြီးတော့တီးမယ်နော်ဆိုတော့ဘယ်လိုလာမလဲအဲ့လိုပေါ့နော်ဒီဘက်ကိုလိုလာမယ်ဒီလေးချိုးတီးရမယ်ဒီလေးချိုးရဲ့ငါးချိုးရဲ့ခုနှစ်ခွဲကိုတီးရမယ်ဆိုတော့ရမယ်နော်ဖြည်းဖြည်းချင်းတီးကြည့်မယ်လိုက်တီးကြည့်ပါဖြည်းဖြည်းချင်းဆိုတော့အမြင်နဲ့ဆိုတော့ပြရနဲ့အထီးရတယ်နော်ထီးရပြီဆိုတော့ねဒီမှာငါးချိုး6ချိုးရဲ့လွတ်နဲ့ sorry 6ချိုးရဲ့လွတ်နဲ့ဒီငါးချိုးရဲ့ခုနှစ်ခွက်ကိုတီးမယ်နော်အဲ့လိုလေးပြရနဲ့တီးမယ်ပြီးရင်တစ်ချက်ပြန်တီးမယ်ပြန်တီးပြီးတော့လေးလေးနော်အမဘယ်ဟောတီးမလဲဆိုတော့ဒီ3ချိုးရဲ့ကိုခွက်ကိုတီးမယ်လိုလေးရမယ်နော်ဆိုတော့ဘယ်လိုလာမလဲဖြည်းဖြည်းချင်းတီးကြည့်မယ်ရမယ်နော်တစ်ချက်တီးပြီးမှဒီကိုတီးမယ်ဆိုတော့ဖြည်းဖြည်းချင်းတီးကြည့်မယ်ရမယ်နော်ဒီပြရနဲ့ခုနလိုပြန်လာမယ်အဲ့မှာတစ်ခါပဲတီးမယ်โอเคရမယ်နော်ကျိုးဒီညာဖက်လက်ကနေဒီ bridge မှာနည်းနည်းလေးတော့ဖြစ်ပြီပေါ့နော်ဒီလိုမျိုးတန်ချာနော် rock တန်ချာမှာနော်ဒီ rock ဆင်သွားအောင်နော်ပြရနဲ့တီမဲပြရနဲ့ဒီလေးကျိုးရဲ့နှစ်ကွက်တီမဲပြီးရင်သုံးကျွဲရွက်နော်လေး okay ရပါနော်ပြီးမှာသုံးချိုအလက်လေးချိုနဲ့ကတိမယ်ပြီးသုံးချိုအလက်နော်ပြီးဟမောင်းကြည့်မယ်နော်သုံးချိုအလက်ကြည့်ပြရနဲ့လှုပ်လိုက်မယ်တစ်ကွက်မြောက်မှာနော်တစ်ကွက်မှာလူလေးသုံးချိုရဲ့မှာပြီးဟင်းချိုအလက်ကြည့်မယ်ဟင်းချိုအလက်နော်ဆော့ဟင်းချိုအလက်ပြီးရင်လေးချိုနဲ့ကိုပြန်ကြည့်မယ်ပုံမှန်လေးပဲနော်ပြရနဲ့နှင်းချိုးနှစ်ကိုတီးမယ်နော်နှင်းချိုးနှစ်ကွက်ဖြစ်ဖြစ်ချင်းပြရနှင်းချိုးနှစ်ကွက်တီးမယ်ပြီးရင်စရတော့ဆက်မယ်3ကွက်တီးနော်လိုလာမှာပေါ့ပြရနဲ့တိချိုးရဲ့နော်တစ်ကွက်ဟိုပထမဆုံးမှာဒီအလွတ်ချိုးကိုတီးမယ်ပြီးရင်တစ်ကွက်ကိုထမောင်းလုပ်လိုက်မယ်နော် short အဲ့လိုလေးပေါ့နော်ရမနော်ဖြည်းဖြည်းချင်းပဲပြမယ်
sorry ရမယ်နော်ထိနော်ရမယ်နော် short ရမယ်နော်ဖြည်းဖြည်းချင်းတီးကြည့်ပါနော် sorry ဖြည်းဖြည်းချင်းတီးကြည့်ပါနော်ဖြည်းဖြည်းချင်းလေးကြည့်ပါဖြည်းဖြည်းချင်းလေးတီးကြည့်ပါပြင်ရလာမှာနော်အေးစင်းနဲ့ရလာမယ်လာမှာနော်ဆိုတော့နောက်ထပ်သွားမယ်လိုလာတဲ့ဆိုတော့ဒါတည်းဆိုတော့ပြရတယ်အခုစားလို့ပြန်လာမယ်အဲ့လိုပါနော်ခုနကဒီဘေချီဒီမလဲဆိုတော့ဒီမီနော်အချီပြီးခုနလိုပြန်လာမယ်ပြီးအဲ့မှာ break လုပ်လိုက်မယ်ဒီဟိုပြန်မထိတော့ဘူးဒီအလုံးလေးကို sorry ရအောင်ပြန်တီးအောင်လူလေးပဲရက်သွားတယ်နော် okay ရမယ်နော်ဆိုတော့ပြည့်ချက်စားကနေတီးချင်မယ် sorry နော်ကြမ်းနော်လိုလေးရမယ်ပြရတယ် sorry အော်ဘယ်နဲ့လာမယ်ခုနလိုပြန်လာမယ်တင်းဆိုရနဲ့မှာကြီးကောနော်ကြီးပေါကိုကဲမယ်ဒီ3 6ကျိုးရဲ့3ခွက်နော်ပြီး5ကျိုးရဲ့5ခွက်ပြီးတစ်ခွက်တော့ရွှေ့မယ်ပြရတယ်နော် G A G E နော် G A G E ဆိုလို့ပါနော်ဆိုတင်ကြီးမှာစကနေဖြည်းဖြည်းချင်းကြည့်မယ် break လို့မယ် all bend ရအောင်နော်ခုနလိုပဲလာမယ် sorry အဲ့လုံးလေးကိုတင်ကြည့်ရအောင်နော်ပြီးရင်တစ်ချက်ကြည့်မယ်လုံးလေးချက်ကြည့်မယ်နော်ဒါ intro တော့ပြီးသွားပြီနော်ဆိုတော့ကျွန်တော်ဒီပေးကြည့်မယ်နော်ဖြည်းဖြည်းချင်းလိုက်ကြည့်မယ်အတူတူကလိုက်ကြည့်ပါဖြည်းဖြည်းချင်းကြည့်မယ်1 2 3 go sorry all bend လာမယ်ချက်ကြည့်ရတယ်လုံးဝ break သွားမယ်စိတ်ကူးရှိရဲ့ဟိုမရှိရဲ့စီကိုဆိုလာတော့နော်အမဘယ်လိုကြည့်လဲဆိုရင်တုံးချိုးကူကွက်ပြီးရင်ဟင်းချိုးဆက်နေကွက်နော်ပြီးရင်ဒီချိုးဆက်ကွက်တုံးဟင်းတီနော်လိုလေစိတ်ကူးရှိရဲ့ဟိုမရှိရဲ့စီကိုလိုလေလာတော့နော်ပြရတယ်လမ်းဆိုတော့နည်းတော့ပြန်လာနော်ဆိုတော့ရမယ်နော်ဆိုတော့ intro ရမယ်လို့ကျွန်တော်ပြောနေပါတယ်အတူကလိုက်တီးကြည့်မယ်ပုံမှန်တင်ပုံနဲ့ strong go let's go 1 2 3 go all bend check break la 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 yum no okay ရမယ်လို့ပြောနေပါတယ်
လုံးဝဆင်ပြေကြပါစေကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးခဲ့လို့ကျွန်တော်တောင်းဆိုချင်ပါတယ်လုံးဝဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုမှာသင်တွေ့ပါမယ်